အားလုံးပဲမင်္ဂလာပါရှင်။ဆုလက် application မှာဘယ်လိုကောင်းဖွင့်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။လူကြီးမင်းတို့ကောင်းဖွင့်မှု link ကိုလည်း description မှာရော comment မှာပါ link ချပေးထားမှာပါရှင်။ဒါဆိုရင်စလိုက်ကြရအောင်။အကောင့်ဖွင့်မှု link ကိုနှိပ်လိုက်ရင်ဒီလိုစာမျက်နှာပေါ်လာပါလိမ့်မယ်။ပထမဆုံး call လေးမှာလူကြီးမင်းတို့ရဲ့နာမည်လေးဖြည့်ပေးရပါမယ်ရှင်။ဒုတိယနေရာမှာတော့လူကြီးမင်းတို့အသုံးပြုတဲ့ဖုန်းနံပါတ်ကိုဖြည့်ပေးရပါမယ်ရှင်။တတိယနေရာမှာတော့လူကြီးမင်းတို့လျှို့ဝှက်နံပါတ်ကိုဖြည့်ပေးရပါမယ်။အကုန်ဖြည့်ပြီးရင်တော့အကောင့်ဖွင့်မိကိုနှိပ်လိုက်ပါ။ဒါဆိုရင်လူကြီးမင်းရဲ့ဖုန်းနံပါတ်နဲ့လျှို့ဝှက်နံပါတ်ထည့်ဖို့နေရာပေါ်လာပါလိမ့်မယ်။ပထမနေရာမှာဖုန်းနံပါတ်ကိုဖြည့်ဒုတိယနေရာလေးမှာလျှို့ဝှက်နံပါတ်ကိုဖြည့်လိုက်ပြီးအကောင့်ဖွင့်မိကိုနှိပ်လိုက်တာနဲ့ဆုလက် application မှာအောင်မြင်စွာအကောင့်ဖွင့်ခြင်းပြီးဆုံးပြီပဲဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဆုလက်တူတူ application မှာငွေဘယ်လိုဖြည့်ရမလဲဆိုတော့ကိုပြသပေးသွားပါမယ်ရှင်။ဆုလက်ရဲ့ပင်မစာမျက်နှာကိုရောက်ပြီဆိုရင်အောင်းနားလေးကပင်မရဲ့ဘေးမှာရှိတဲ့ပတ်စံအိတ်ကလေးကိုနှိပ်လိုက်ပါ။ဒီလိုလေးပေါ်လာပြီဆိုရင်ပေါ်နားလေးကငွေသွင်းရန်ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါပြီးရင်တော့ KP ဝေးပေးမိမိကြိုက်တဲ့ရာကိုရွေးလိုက်ပါ။ကျမကတော့ KP လေးနဲ့ငွေသွင်းပြပါမယ်ရှင်။ KP လေးကိုရွေးလိုက်ပါပြီဒီလိုနေရာလေးပေါ်လာပြီဆိုရင်1000ကျပ်အထက်ကိုမိမိစိတ်ကြိုက်ပမာဏရိုက်ထည့်လိုက်ပါပြီးရင်တော့တစ်စင်ကိုနှိပ်လိုက်ပါငွေလွှဲရမယ် KP ဖုန်းနံပါတ်ကို copy ကူးပြီးငွေလွှဲရပါမယ်ငွေလွှဲပြီးရင်ငွေလွှဲပြည်စာရဲ့လုံဆောင်မှုအမှတ်နောက်ဆုံးကဏ္ဍ6လုံးကိုမှန်ကန်စွာထည့်သွင်းလိုက်ပြီးတင်ပြမိကိုနှိပ်လိုက်ပါမိနစ်ပိုင်းတွင်ကိုရောက်လာပါလိမ့်မယ်ငွေလွှဲပြီးလုပ်ငန်းစဉ်နံပါတ်ကိုမှန်ကန်စွာဖြည့်သွင်းမှုအထူးသတိပြုပေးပါရှင့်ငွေလွှဲလုံဆောင်မှုနံပါတ်စင်မှာရွတ်ထွက်သွင်းမိလေ customer service ရဲ့ဖုန်းနံပါတ်399444လုံး24998ကိုတိုက်ရိုက်ဆက်သွယ်ပါငွေလွှဲရမည့်ဖုန်းနံပါတ်မဟုတ်ဘဲအခြားဖုန်းနံပါတ်များကိုမှားယွင်းပြီးငွေလက်မိပါကမိမိတာဝန်သာဖြစ်ပါသည်